ခေါင်းစဉ်ကဆရာတထေးဤကတ်လွဲဩကွက်နဲ့တကွက်တဲသောနေပံသူ့နာမည်ကကိုတထေးဒါပေမဲ့လက်တွေ့ဘဝမှာတော့အကျွေးပက်လက်ဝိုင်းပြီးအပေါင်ဆိုင်တဲ့အိမ်နဲ့ကိုမျက်စိမိတ်လန်းလျှော့ဟင်တော့ရောက်နေတဲ့သူပါသူ့ကိုယ်သူတော့ဩကွက်ဆရာတထေးဆိုပြီးဂုံပုတ်တက်ထားပါတယ်သူ့ရဲ့ထူးခြားချက်ကသူပေးတဲ့ကနန်းဟာတကွက်တဲဩကွက်ဖြစ်ပြီးအမြဲတမ်းတကွက်တဲကတ်လွဲတတာပါပဲအပိုင်းတီဆရာတထေးဤတက်ချမ်းမှုတနေ့မှာတော့ရက်ွက်ထဲကတပည့်ကျော်တွေဖြစ်တဲ့ကြော်ကွဲ့နဲ့မကူစုံတို့ကဆရာတထေးစီရောက်လာကြတယ်။ကြော်ကွဲ့ကဆရာကြီးဒီနေ့တော့အပိုင်လေးပေးပါအောင်ကျုပ်ဖြင့်ပစိုးလောင်သတင်းစာစကူလဲဝေးထားတော့မယ်။ဆရာတထေးကညမှန်ကိုဖြင့်တင်ရင်မပူနဲ့ငါတပည့်ငါနာမည်ကတထေးကွာတထေးဖြစ်စေရမယ်။ဒီနေ့ငါရဲ့ formula အရ45ကလွဲเสียအကြောင်းမရှိဘူး။အောကွက်ပဲအားတော့မလိုဘူး။တပည့်ရီလည်းရှိသမျှလေးစုပေါင်းပြီး45ကိုပုံအောထိုးလိုက်ကြတယ်။ညနေ4နာရီခွဲရောက်တော့ထွက်လာတာက44ပဲ။ဆရာတထေးကတောက်တွေ့လားငါပြောသားပဲငါကနန်းကလွဲเสียမရှိဘူးနည်းနည်းလေးကတ်သွားတာတစ်လုံးနဲ့ကတ်သွားတာကွာဒါနီးစပ်မှုလို့ခေါ်တယ်။အပိုင်းနေထီပေါက်မဲ့အိမ်မက်နောက်တစ်ခါမှာတော့ဆရာတကြီးကဘေးရင်စာအုပ်တွေအထက်လိုက်ကိုစပွဲပေါ်တွင်ပြီးတညာလုံးတွက်ချက်ပြန်မနဲ့လင်းတော့သူ့တပည့်တွေကိုခေါ်လိုက်တယ်ဟိကောင်လေးငါအိမ်မက်ထဲမှာငါရောက်ခမာကြီးကငါ့ကိုပါကိုးချိတ်လိုက်သွားတယ်အဲ့ဒါနမိတ်ပဲပြီးတော့ငါရောက်ခမာအသက်က60အေးဒီနေ့ဩကွက်ကတော့90ပဲတပည့်တွေဟဲ့ဆရာကြီးရဲ့ရောက်ခမဆိုတော့တေကြပြီဆိုပြီးရက်ွက်သေးကဆိုင်ကယ်တွေပါပေါင်ပြီး90ကိုအောလိုက်ကြတယ်ညနေရောက်တော့ထွက်လာတာက90ပဲကြော်ကွက်ကဆရာကြီးကကတ်လွဲဖန်ပြီဗျာ90က91ဖြစ်သွားပြီအေးလီငါရောက်ခမကပါ6ချက်ရိုက်ပြီးတော့ပြန်ခါနီးမှာငါ့ကို6ထောင်နဲ့ကတ်ချက်ခတ်လိုက်သေးတာကိုငါကထဲ့မတွက်မိလိုက်ကအဲ့ဒီကတ်ချက်တာထဲ့ပေါင်းလိုက်ရင်ငါတို့တထေးဖြစ်ပြီအပိုင်း3ဇက်သိန်းခန်းနဲ့အမိပြောင်းချင်းနောက်ဆုံးမှာတော့ဆရာတထေးဟာသူ့အိမ်ရှိမှာအောကွက်ဆရာဆိုတဲ့ဆိုင်းဘုတ်ကိုဖြုတ်လိုက်ရပါတယ်။တပည့်တွေကလည်းသူ့စီမလာကြတော့ဘူး။တနေ့မှာတော့ကြော်ကွက်ကလမ်းမှာဆရာတထေးကိုတွေ့တော့မီးလိုက်တယ်။ဆရာကြီးအခုဘာကနန်းတွက်နေသေးလဲ။မတွက်တော့ဘူးငါတပည့်ရငါနာမည်ကိုလည်းကိုတထေးကနေကိုကတ်လွဲလူပြောင်းလိုက်ပြီ။ငါထိုးသမျှကလုံးနဲ့လွဲနေတာနဲ့ပဲအခုငါမှပစိုးတောင်မကြမ်းတော့ဘူး။အဲ့ဒီနေ့ညနေမှာဆရာတထေးကမထိုးတော့ပဲနေလိုက်တယ်။ဒါပေမဲ့ညနေ4နာရီခွဲမှာရေဒီယိုကကြည်ညာလိုက်တာက3ညတဲ့ဆရာတထေးကကောင်းကင်ကြီးကိုကြည့်ပြီးငိုချင်းချတော့တယ်တောက်ငါဒီနေ့မှဘာမှမရှိတော့လို့3ညကိုထိုးမလို့ပြင်ထားတာမထိုးဖြစ်တဲ့နေ့မှာကတ်မလွဲပဲတဲ့တဲ့ထွက်တော့တလားခွေးဖြစ်ပြီးကိုတထေးอ่ะနီကုံဆရာတထေးဟာအခုတော့အောကွက်ပေးတာရက်လိုက်ပြီးတလုံးနဲ့လွဲချင်သူများငါစီလာပါဆိုတဲ့ဆိုင်းပုံနဲ့ဟာတလူစားနေပါတော့တယ်ဆရာတထေးရဲ့ကက်လွဲဇလန်အပိုင်နစ်ကိုပို့ပြီးရအောင်ပို့ပြီးဘဝပြက်ဆရာကောင်းအောင်ဆက်ပေးလိုက်ပါပြီဗျာဆရာတထေးကက်လွဲဩကွက်အပိုင်နစ်ဖုံးပြောက်ချင်းနစ်ထီပေါက်ဂိမ်းအပိုင်းတစ်မှာ90ထိုးပြီး61ထွက်လို့ရောခမကိုအပိတင်ခဲ့တဲ့ဆရာတထေးဟာအခုတော့လက်ထဲမှာပေါင်ဆရာဘာမှမရှိတော့ပဲသူ့ရဲ့တလုံးတည်းသောစမတ်ဖုန်းလေးပဲကျန်ပါတော့တယ်ဆရာတထေးကျိုကငါ့ဖုန်းကိုကြည့်စမ်းဒီနေ့မနေ့ကတည်းကဘက်ထရီက22%မှတတ်နေတာဒါဟာနမိတ်ပဲ22ဆိုတာအပိုင်ဩကွက်ပဲကြော်ကဆရာကြီးကအဲ့ဒါဘက်ထရီကောင်းမကောင်းလို့ဖြစ်မှာပါဖုန်းလေးလက်ချန်ထားပါအောင်ဆရာတထေးမင်းကလည်းတထေးဖြစ်ဖို့ဆိုတာစွန့်စားရတယ်ကွာဖုန်းကိုပေါင်းလိုက်မယ်22ကိုအော်မယ်ညနေကျရင် iPhone အသက်ဝယ်ဖစ်မယ်ဆရာတထေးဟာဖုန်းကို9000နဲ့ပေါင်းပြီး22ကိုတကွက်ထဲအော်လိုက်ပါတယ်ညနေ4နာရီခွဲရောက်တော့ရေဒီယိုကလာပါပြီယနေ့ထွက်ကနန်းမှာ21ဖြစ်ပါတယ်ခမညာကက်လွဲချင်းကြီးအမှုပညာဆရာတထေးဟာစပင်းတွေကိုဆွဲဖို့ပြီးမြေကြီးပေါ်လှိမ့်နေတော့တာပေါ့ဆရာတထေးတောက်22က21တယ်လားတလုံးနဲ့ပဲကက်လွဲပြန်ပြီကြော်ကဆရာကြီးဘာဖြစ်ပြန်လာလဲငါဖုန်းက22%မှတတ်နေတာမှန်တယ်ဒါပေမဲ့ငါပေါင်ဆိုင်ကိုသွားတဲ့လမ်းမှာဖုန်းအားက100%ထက်ကျသွားတာကိုငါကသတိမထားမိလိုက်ဘူးအဲ့ဒီ100%သာနှိမ့်လိုက်ရင်21တွာငါဖုန်းကငါ့ကိုအတိအကျပြောတာကိုငါကညံနေမိဟဲ့ဘူးဇက်သိန်းတထဲမှဒီဖုန်းကြီးចောင်းသားစီတို့အခုတော့ဆရာတထဲမှာဖုန်းလည်းမရှိပတ်စံလည်းမရှိအိမ်ဖျံဖို့ပတ်စကားခါတော့မရှိတော့ပါဘူးနောက်ဆုံးမှာတော့သူဟာဖုန်းကြီးចောင်းဝင်းထဲမှာထိုင်နေရင်ခွေးလေးတစ်ကောင်ကလာခြေတော့ကိုလာဟောင်းတာကိုတွေးလိုက်ပါတယ်ဆရာတထေးကြော်ကကြည်စံ
ခွေးကငါ့ကို3ကဟောင်းတယ်ခွေးဆိုတာငါ3ကဟောင်းတာဆိုတော့53ပေါ့ငါမှထိုးစရာပတ်စံတာရှိရင်တော့ဆရာကြီးတော်ပါတော့ဆရာကြီး53ထိုးရင်52ဒါမှမဟုတ်54ပဲထော်မှာဆရာကြီးစီမှာကတ်လွဲတဲ့အင်းကွက်ကြီးပါနေတာဗျာဆရာတထေးဟာတက်ပြင်းချလိုက်ပြီးကောင်းကင်ကိုကြည့်ပြီးပြောလိုက်ပါတယ်အေးပါကွာငါနာမည်တထေးဆိုတာတထေးဖြစ်ဖို့မဟုတ်ပဲတထေးတွေကိုပတ်စံသွားပေးဖို့ပေးထားတဲ့နာမည်ထင်ပါရဲ့ ဒိုင်ပြေးလို့ရဲတိုင်ရမလို့ဘုံကြီးတိုင်ရမလို့ဖြစ်နေတဲ့ဆရာတထေးရဲ့အလွဲလူအိုအပိုင်း3အနေနဲ့ဆရာတထေးကလွဲအော်ကွက်အပိုင်း3ဒိုင်ပြေးတော့လေရဲမတိုင်နိုင်တော့ဆရာတထေးတယောက်ကလွဲတာတွေများလွန်းလို့အားလုံးကဆရာကလွဲလို့ခေါ်နေကြတဲ့အချိန်မှာထူးထူးခြားခြားတက်ကွက်တဲတစ်တစ်တိုးပါလေရောဆရာတထေးဟာသူ့ရဲ့နောက်ဆုံးလက်ကျန်ရေဒီယိုဟောင်းလေးကိုပေါင်ပြီး69ကိုအော်လိုက်တာညနေမှာတဲတဲကြီးထွက်သွားပါတယ်ဆရာတထေးပေါက်ပြီးဟေ့ကြိုးကွေးရေငါတို့တထဲဖြစ်ပြီးသိန်းနေဖတိတိရမှာကွာဒါပေမဲ့ပျော်ရတဲ့အချိန်က9မိနစ်ပဲကြာပါတယ်ဒိုင်းကိုပြေးသွားတော့ဒိုင်းကအိမ်ရှိမှာတော့အကြီးကြီးခတ်ပြီးမိသားစုလိုက်လစ်သွားပါပြီတစ်ရဲစခန်းရောက်ဆရာတထေးကဒေါသတွေချောင်းချောင်းထွက်ပြီးနီးစပ်ရရဲစခန်းကိုပြေးသွားပါတယ်ဆရာတထေးအရာရှိမင်းကျွန်တော်ကိုကူညီပါအောင်ဗျာဒိုင်းပြေးသွားလို့ဗျာကျွန်တော်30ပေါက်တာကိုမလျော်ပဲထုတ်ပြေးသွားလို့ဖမ်းပေးပါအောင်ဇဲအရာရှိနေဦးတကကြီးကဘာပေါက်တာလဲချဲလာတူးဒီလားဆရာတထေးတူးဒီပေါ့အရာရှိမင်းရဲ့69အောကွာကြီးဗျာရဲအရာရှိပြုံးစီစီနဲ့တကကြီးတူးဒီဆိုတာတရားမဝင်လောင်းကစားလေးဗျာကျွန်တော်ကအဲ့ဒီတိုင်ကိုဖမ်းပေးရင်တကကြီးကိုလည်းလောင်းကစားမှုနဲ့အရင်ဖမ်းရမှာနော်ကဲအချုပ်ထဲဝင်မလားအိမ်ပြန်မလားဆရာတထေးဟာကျေးဇူးတင်ပါတယ်အရာရှိမီလို့ပြောပြီးခြေဦးတဲပြီးထော်လာခဲ့ရပါတယ်နှစ်ဆရာတော်ကြီးအကူကြီးတောင်းချက်ရဲကလည်းအာမကိုတော့ဆရာတထေးကဖုန်းကြီးเจ้าကဆရာတော်ကိုပြေးသွားပါတယ်ဆရာတော်ကဝိပဿနာတရားဟောနေတဲ့အချိန်ပေါ့ဆရာတထေးအရှင်ဖေဟာဒိုင်ပြေးသွားလုံးတပီးတော့ယူတော့မယ်ဖေဟာအဲ့ဒီတိုင်ဘယ်မှာပုံးနေလဲဆိုတာအာယုံနဲ့ကြည့်ပေးပါအောင်ဖေဟာအေးတကကြီးအရာရာဟာအနိစ္စပါပဲလောဘနောက်လိုက်တော့တောကရောက်တာပေါ့အဲ့ဒီတိုင်ကတော့အခုအရှိအယက်ကိုဦးတည်သွားနေလေလို့မြင်နေဆရာတထေးဝမ်းသာအားရနဲ့ဟင်ဆရာတော်ကတကယ်ကိုသိသိရှင်ပဲအရှိအယက်ဆိုတာမြောက်ဝတီမှာလားထိုင်းဘက်လားဖေဟာဆရာတော်မဟုတ်ဘူးတကကြီးအရှိအယက်ကသူ့တန်ကိုဖြိုးတာသူ့မှာလည်းလျော်စရာမရှိလို့အစိတ်တောက်ပြီးတေချင်စိတ်ပေါက်နေတာတကကြီးပတ်စံလိုချင်နေတော့အဲ့ဒီသူ့တန်မှာသွားဆောင်ပြီးတော့ဆရာတထေးကသူ့တန်လက်ထီတော့မလက်ရတော့ပါဘူးအိမ်ကိုပြန်လာတော့ကြော်ကွာကလမ်းမှာစောင့်နေပါတယ်ကြော်ကွာဆရာကြီးပတ်စံရခဲ့လားဆရာတထေးမရဘူးငါတတိယငါဘဝကကတ်လွဲယုံတယ်ကပေါက်တဲ့နေကြတော့ဒိုင်ကပါလွဲပါတယ်ကွာဆရာတထေးဟာအဲ့ဒီနေ့ကစပြီးအော့ကွတ်ပေးတာကိုရပ်လိုက်ပါတယ်အခုတော့လမ်းဘေးမှာဒိုင်မပြေးစီရမယ်ဆိုတဲ့အာမာကန်ချက်နဲ့မုံဟင်းကရောင်းပြီးအေးအေးဆေးဆေးနေပါတော့တယ်ဒါပေမဲ့မုံဟင်းကဖတ်တွေကိုကြည့်ပြီးဟင်ဒီရဖက်လီက6ကနန်းနဲ့တူလိုက်တာဆိုပြီးမျက်လုံးကတော့ကစားနေတုံးပါပဲတူးထီဆိုတာမပေါက်လဲယုံပေါက်လဲယုံပါလားနောင်တတော့မရသေးပါလား